အောင်းဘောဆန်းကလည်းထွန်းလိုက်လွတ်လပ်ရေးရန်ရောမင်းရဲ့ငါရဲ့စာလေးရေးစားမယ်ကွာကောင်းလိုက်လားလွတ်လပ်ဖို့လုပ်ပေးတဲ့ပုဂ္ဂိုလ်ဘယ်တော့မှနေရာမယူတတ်တလုံးမှလည်းမင်းရဲ့ငါရဲ့ဘုဒ္ဓဘာသာဆိုတာတက်တူနေဝင်ဘာသာပြန်ဆရာလေထွန်းလိုက်ရဲ့မင်းရဲ့ငါရဲ့ဒုနှစ်ယောက်စာလေးရေးစားရပါဘောဟာကွာတဲ့အောင်ဆန်းစုကြည်အပေါ်ကလေးလေးသေသွားတော့သူ့သားလေးသေလို့ဘုချုပ်မျက်ရည်ကျခဲ့မျက်ရည်တွေဝဲသွားတယ်ဟုတ်လားပြောတာငါဒီမှာစာရေးငါဒီမှာနိုင်ငံရေးတွေတွေးနေတာသူလှမ်းကြည့်နေအိမ်နဲ့သူနဲ့မြင်နေရတယ်ကိုယ်ကလေးရေနစ်နေတာကိုပေ300လောက်ရှိတဲ့နေရာမှာဘီးမဆိုင်မိဘူးတိုင်းပြည်အတွက်အနေနဲ့စိတ်မကောင်းဖြစ်သွားတယ်ကလေးလေးသေသွားလို့ပထမလားနိုင်ငံရေးလုပ်ပြီးသွားရင်တော့ကွာတဲ့ကိုမိသားစုတွေစာလေးပြီးလေးရေးသူကသူအုပ်ချုပ်တာပဲသူလွတ်လပ်ရေးရအောင်ယူပေးကြတယ်နဝကမ္မတွေရအောင်တရားဟောပေးကြတာအဲ့နဝကမ္မကိုတပြားမှမသုံးတခါတည်းပြောလိုက်မယ်အခုအဲ့နဝကမ္မနဲ့လမ်းသွားလိုက်လို့လမ်းမှာဆေးုံတက်ရမယ်ဒီပစံတွေကယာယီဆရာတော်ဘုရားဆေးတွေသွင်းအသေးခံမယ်ပြီးသွားပြီဟုတ်တယ်ကိုအောင်မျိုးကိုအောင်ရဲ့ပစံနဲ့ဆရာတော်ကဒါလှူမလို့လမ်းမှာခမင်းနဲ့စားကြမရှိဘူးရေလည်းပြတ်သွားတယ်ဒီဟာလေးကိုခဏသုံးမယ်သုံးပြီးပစံအစားထက်မထည့်ဘူးနော်ဟုတ်တယ်မထည့်ဘူးအောင်ဘုကျော်အောင်ဆန်းလို့ပါတက်ကတော်လိုင်းရေးပန်းညံနဲ့အရွှေရုံဖျားနဲ့အောင်ဆန်းသည်မထမဂန္ဒီကြီးကို20ကြာတယ်ပေါ့မထမဂန္ဒီကိုသူထားလိုက်ပို့ထားတယ်ဟောဆိုသူစစ်တော်စစ်တိုက်မှာဒီဂျပန်တော်တဲ့တော်လိုင်းရေးလုံးမှာတော်လိုင်းရေးပြိတ်လို့တယ်မှာစစ်ဒီစစ်သားတွေရောရွှေရုံဘုရားကိုတစ္ဆာဆိုခိုင်းတယ်အောင်းစရာကောင်းတာပဲတော်အောင်စရာကောင်းတယ်အဲ့ဒီကနေနေပြီးတော့အခုရွှေ့သွားတယ်ဒီနေရာဘာဖြစ်လို့လဲသူမူလရွှေချက်ကဘာလဲအဲ့ဒါပညာရှိတွေပြောတော့ပညာရှိဆိုအဲ့ဒါပြောတာအဲ့တော့အောင်ဆန်းဘိုးကျောင်းအောင်ဆန်းကဂန္ဒီကိုအားကြလိုက်ပုံရတယ်ဒါဆယ်ရောအတွေးပါသူလည်းဘယ်လိုလုပ်ခဲ့ငါလည်းမမွေးခဲ့ပါဘူး1945အဲ့တော့မထမဂန္ဒီကဒီအင်္ဂလိပ်ကိုတိုက်မဲ့နေရအောင်ဗုဒ္ဓဂယာမှာလာလောက်တာဝိုင်းဒေလီမှာလောက်ပါတော့လားဒီကဗုဒ္ဓရဲ့အောင်မြေမာနကိုအောင်ထားတဲ့နေရာဂန္ဒီသိထားတယ်ဒါဟောက်တယ်ဂယာမှာအင်္ဂလိပ်ကိုချမဲ့အစည်းအဝေးကိုဂယာမှာလောက်တာအောင်ဆန်းအဲ့ဒါကိုအားကြဝင်ရတယ်ဘိုးအောင်ဆန်းကတော့သူဂျပန်ကိုတော်လာမော်ရွှေရုံဘုရားဘေးနားမှာရွှေရုံဘုရားကိုသစ္စာပြုပြီးတော့လုပ်သွားတယ်မထမဂန္ဒီကလည်းဗုဒ္ဓဂယာကဘုရားသစ္စာသိခဲ့တဲ့နေရာကိုသစ္စာပြုပြီးသူ့နိုင်ငံလွတ်လိုက်ငြိမ်းချမ်းရေးရောက်အတွက်အဲ့ဒီမှာ conference လုပ်တယ်နာဂာရိကဓမ္မပါဠိကိုခေါ်လိုက်စမ်းတဲ့ဂန္ဒီကခေါ်တွေ့တာနာဂာရိကဓမ္မပါဠိကိုဂန္ဒီကခေါ်တွေ့တာအဲ့ဒီဂန္ဒီဘေးနားမှာအင်တရာဂန္ဒီရဲ့အဖေပန်နစ်နေရုရာဂျင်ဒရာပရနတ်ပရဆတ်ရာဇင်ဒရာပရဆတ်ကသမရလောင်းပြောရနေရုကအိန္ဒိယနိုင်ငံဝန်ကြီးကိုလောင်းအဲ့ဒီနှစ်ယောက်ကိုခေါ်တွေ့တယ်ဒီဓမ္မပါဂန္ဒီသိတယ်ဟင်ဒီဘာသာဆိုလဲဗုဒ္ဓကအမျက်ဆုံးဆိုတာအဲ့ဒီမထမဂန္ဒီကောင်းသိတယ်ပြောက်တယ်တဲ့ဒီကလေးရဲ့ကိစ္စကိုတဲ့ခုကတော့လွတ်လပ်ရေးတိုက်ပွဲပြင်ငါတို့နိုင်ငံလွတ်လပ်ရေးမရသေးဘူးလွတ်လပ်ရေးရပြီးမင်းကသမရမင်းကဝန်ကြီးကိုစင်ပေးသွားတာသူလွတ်လပ်ရေးတိုက်ပွဲဝင်တဲ့ပုဂ္ဂိုလ်ကဘယ်တော့မှနေရာမယူတတ်တလုံးမှလည်းအောင်းဘိုးအောင်ဆန်းကလည်းထွန်းလိုက်လွတ်လပ်ရေးရန်ရောမင်းရဲ့ငါရဲ့စာလေးရေးစားမယ်ကွာကောင်းလိုက်လားလွတ်လပ်ဖို့လုပ်ပေးတဲ့ပုဂ္ဂိုလ်ကဘယ်တော့မှနေရာမယူတတ်တလုံးမှလည်းမင်းရဲ့ငါရဲ့ဘုဒ္ဓဘာသာဆိုတာတက်တူနေဝင်ဘာသာပြန်ဆရာလေထွန်းလိုက်ရဲ့မင်းရဲ့ငါရဲ့ဒုနှစ်ယောက်စာလေးရေးစားရပါဘောဟာကွာတဲ့အောင်ဆန်းစုကြည်အပေါ်ကလေးလေးသေသွားတော့သူ့သားလေးသေလို့ဘုချုပ်မျက်ရည်ကျခဲ့မျက်ရည်တွေဝဲသွားတယ်ဟုတ်လားပြောတာငါဒီမှာစာရေးငါဒီမှာနိုင်ငံရေးတွေတွေးနေတာသူလှမ်းကြည့်နေအိမ်နဲ့သူနဲ့မြင်နေရတယ်ကိုယ်ကလေးရေနစ်နေတာကိုပေ300လောက်ရှိတဲ့နေရာမှာဘီးမဆိုင်မိဘူးတိုင်းပြည်အတွက်အနေနဲ့စိတ်မကောင်းဖြစ်သွားတယ်ကလေးလေးသေသွားလို့ပထမလားနိုင်ငံရေးလုပ်ပြီးသွားရင်တော့ကွာတဲ့ကိုမိသားစုတွေစာလေးပြီးလေးရေးသူကသူအုပ်ချုပ်တာပဲသူလွတ်လပ်ရေးရအောင်ယူပေးကြတာနဝကမ္မတွေရအောင်တရားဟောပေးကြတာအဲ့နဝကမ္မကိုတပြားမှမသုံးတခါတည်းပြောလိုက်မယ်အခုအဲ့နဝကမ္မနဲ့လမ်းသွားလိုက်လို့လမ်းမှာဆေးုံတက်ရမယ်ဒီပစံတွေကယာယီဆရာတော်ဘုရားဆေးတွေသွင်းအသေးခံမယ်ပြီးသွားပြီဟုတ်တယ်ကိုအောင်မျိုးကိုအောင်ရဲ့ပစံနဲ့ဆရာတော်ကဒါလှူမလို့လမ်းမှာခမင်းနဲ့စားကြမရှိဘူးရေလည်းပြတ်သွားတယ်ဒီဟာလေးကိုခဏသုံးမယ်သုံးပြီးပစံအစားထက်မထည့်ဘူးနော်ဟုတ်တယ်မထည့်ဘူး